မင်္ဂလာပါပရိသတ်ကြီးတို့ရေအိမ်ဒီနေ့တင်ဆက်မျှဝေပေးမှာကတော့ဒီနေ့ခေတ်မှာကြက်ဥတောင်မကြော်တတ်ဘူးလို့ဂုံယူပြီးပြောနေတဲ့မိန်းကလေးတွေအတွက်ဆိုတဲ့လူထုတော်အမရဲ့သဘောကျမိတဲ့အမှားစကားလေးကိုပြန်လည်မျှဝေပေးချင်ပါတယ်ရှင်။နားဆင်ပေးပါဦးနော်။မိန်းမဆိုတာထမင်းဟင်းချက်တက်ရမယ်။ဒါဟာအမျိုးသမီးဖြစ်လို့မဟုတ်ဘူးနော်။ယောက်ျားနဲ့ကလေးတွေကိုချက်ကျွေးဖို့မဟုတ်ဘူး။လူတစ်ယောက်အနေနဲ့လောကမှာအသက်ရှင်နေထိုင်ဖို့တယောက်တည်းနေလဲလုတ်ကိုလုတ်တက်ရမယ်အရာဖြစ်လို့ပါမိမဆိုတာကိုတန်ဖိုးထားတတ်ရမယ်လင်ကောင်းတောင်းကောင်းရဖို့မဟုတ်ဘူးနော်ကိုဘဝကိုခံယူချက်နဲ့ကိုယုံကြည်ချက်ရှိဂုဏ်ယူစွာရည်တည်နိုင်ဖို့ပါမိမဆိုတာအသက်မွေးဝမ်းကြောင်းပညာရည်တစ်ခုခုတက်ကိုတက်ထားရမယ်လင်ယောက်ျားကိုရှာကျွေးဖို့မဟုတ်ဘူးညီသူတဦးတယောက်ကိုမှဘဝတစ်ခုလုံးပုံအပ်ပြီးလောကလယ်မှာအားငယ်စွာမနေထိုင်ရဖို့ပါမိမဆိုတာအိမ်မှုကိစ္စကောင်းစွာစီစဉ်ကင်တွယ်နိုင်ရမယ်ရောက်ခမနဲ့ယောက်ျားခိုင်းတာလုံနိုင်ဖို့မဟုတ်ဘူးနော်ကိုနေထိုင်နေတဲ့ကိုအိမ်ကိုတောင်အစီအစဉ်တကျတန့်ရှင်းတက်ရက်စွာမထားနိုင်ပဲနဲ့မိမိပတ်ဝန်းကျင်မိမိအလုပ်မိမိလူမျိုးတိုးတက်ပြောင်းလဲဖို့ကောင်းမွန်စွာစီစဉ်တကျလုံနိုင်စွမ်းရှိမှာမဟုတ်လို့ပါမိန်းမဆိုတာလှပစွာပြင်ဆင်ဝတ်စားတတ်ရမယ်ကိုဟာလှပစွာတည်ရှိနေတယ်ဆိုတဲ့စိတ်ဟာကိုယုံကြည်ချက်အများကြီးပေးနိုင်လို့ပါမိန်းမဆိုတာမနှက်စောစောထားရမယ်ကိုရှိမှတ်ချက်တွေစီမြန်မြန်ရောက်နိုင်အောင်အလုပ်တွေပုံမပြီးမြအောင်ရထားတဲ့အချိန်ကလေးကိုလုံလောက်စွာအသုံးချနိုင်ဖို့ပါမိန်းမဆိုတာအလှအတန်းရက်ရောရမယ်ယောက်ျားလှူသမျှကိုပါရမီလိုက်ဖြည့်ပေးနေဖို့မဟုတ်ဘူးနော်ဘာကိုမှမျှော်လင့်ချက်မရှိပဲလွတ်လပ်စွာလှူဒန်းရခြင်းဟာကြီးမားတဲ့မွန်မြတ်ခြင်းတစ်ခုဖြစ်နေလို့ပါဒါတွေအားလုံးကိုယောက်ျားတစ်ယောက်ကလည်းကောင်းမွန်စွာတက်မြောက်ထားရပါမယ်ယောက်ျားမှုလို့မိန်းမမှုလို့မဟုတ်ဘူးလူတစ်ယောက်ဖြစ်နေလို့ပါနေ့စဉ်လုပ်တဲ့အရာတွေကအကြောင်းအရာချင်းတူရင်တောင်ရည်ရွယ်ချက်နဲ့ခံယူချက်မတူဘူးဆိုရင်ဘဝတန်ဖိုးကလည်းတူမှာမဟုတ်ဘူးတစ်ဖက်ဆောင်းနေတဲ့အတွေးအခေါ်မျိုးကလူပတ်ဝန်းကျင်ကိုအကျိုးမပြုစေဘူးကိုလောင်မြိုက်နေတဲ့အရာတစ်ခုကိုသူများလဲလောင်မြိုက်ပါစေဆိုပြီးဖြန့်ဝေနေခြင်းကကြီးမားစွာအကုသိုလ်ဖြစ်စေပါတယ်လူဆိုတာတဏှာတစ်ခုတည်းအတွက်အသက်ရှင်နေတာမဟုတ်ဘူးကိုရှင်တန်နေတဲ့ဘဝရဲ့တန်ဖိုးနဲ့ယက်တီချက်တွေကိုကောင်းကောင်းနားလည်စေခြင်းမိတယ်